ကျွန်တော်ကတော့ရှမ်းပြည်နယ်ကျင်းမြို့နယ်မဲဆန္ဒနယ်မြေအမှတ်1မှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်ဟောင်နှွဲ့ဖြစ်ပါတယ်ကျွန်တော်အနေနဲ့တချရိမြို့ကနေတောင်ကြီးမြို့ထိတရားဝင်ဖွင့်လှစ်ထားတဲ့စစ်စေးကိတ်များမလူလားအပ်သောငွေကြေးများပေးဆောင်နေရခြင်းနဲ့ခီးတဲ့ပို့ဆောင်ရေးရည်များဂုံစီပို့ဆောင်ရေးရည်များအချိန်တိုအတွင်းတွာလာနိုင်ရေးအတွက်မိခဲ့တို့စီစစ်ကြက်မှတ်ပေးမိကိုတီလူရှိလိုတဲ့ကျေပင်းပြမိခွန်းကိုမြင်းမြန်းတော်မှာဖြစ်ပါတယ်လေးစားအပ်ပါတော့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ2021ခုနှစ်နိုင်ငံရေးဖြစ်စဉ်များကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတီနိုင်ငံသူနိုင်ငံသားများတည်ငြိမ်အေးချမ်းရေးအတွက်ရှမ်းပြည်နယ်ရှေ့ပိုင်းကချရိမြို့မှတောင်ကြီးမြို့ခရီးတဲ့ပို့ဆောင်ရေးနဲ့ဂုံစီပို့ဆောင်ရေးပြုလုပ်တဲ့လမ်းကြောင်းတစ်လျှောက်မှာကချရိမြို့မှာဆိုရင်မယန်းဂိတ်မိုင်းဖြတ်မြို့တင်မိုင်းဖြတ်ဂိတ်ကျင်းတုံမြို့အဝင်နောင်နှုံးရေဘူးဂိတ်ကျင်းတုံမြို့အထက်ကျင်းဖောင်းဂိတ်မိုင်းပြင်းမြို့တင်မိုင်းပြင်းဂိတ်ရှမ်းရှိဖက်တာကော်ဂိတ်ရှမ်းတောင်ဖက်တာကော်ဂိတ်ကာလီမြို့တင်ကာလီဂိတ်ကွန်ဟိန်းမြို့တင်ကွန်ဟိန်းဂိတ်နန်ဆန်မြို့တင်နန်ဆန်ဂိတ်လွယ်လင်မြို့တင်လွယ်လင်ဂိတ်များမိုင်းပူမြို့တင်မိုင်းပူဂိတ်တောင်ကြီးမြို့တင်လေးမိုင်ဂိတ်နဲ့အောင်တပည့်စစ်စေးဂိတ်များဖွင့်ရထားရှိပြီးစစ်စေးဂိတ်များတွင်ဌာနဆိုင်ရာပေါင်းစုံများနဲ့နိုင်ငံတော်အားဌာနဆိုင်ရာပေါင်းစုံအဖွဲ့များမှနိုင်ငံတော်အားဖျက်လို့ဖျက်ဆီးပြုလုပ်မဲ့အကြမ်းဖက်သမားပြစ်မှုကျူးလွန်ပြီးထွက်ပြေးတင်းရှောင်နေကြသူများတရားမဝင်ကုန်စည်များအားဟန်တာနိုင်ရေးအတွက်စစ်စေးလုပ်ငန်းများဆောင်ရွက်နေကြတဲ့အတွက်အထိုက်လျောက်ပြည်သူအတွက်အကြမ်းဖက်မှုအန္တရာယ်မှပြောနေလာဒီကိုတွေ့မြင်ရတဲ့အတွက်ပြည်သူများအနေနဲ့များစွာကျေနပ်မှုရရှိကြပါတယ်တိုးတော်လဲတစ်ဖက်တွင်စစ်စေးကိတ်ချုပ်ရဲ့ပြုမှုလှုပ်ဆောင်ချက်များကြောင့်ထီးထွားပြည်သူများအခက်အခဲအကြက်တဲများနဲ့ရည်ဆိုင်နေကြရပြီးခရီးတေပို့ဆောင်ရေးရင်များကုန်စည်ပို့ဆောင်ရေးရင်များအနေဖြင့်မလိုလားအပ်သောအချိန်ကြန့်ကြာမှုမလိုအပ်တဲ့ငွေကြေးပေးဆောင်နေကြတဲ့အတွက်နိုင်ငံတော်ဆိုရရဲ့ပုံရိပ်ကိုများစွာထိခိုက်စေတဲ့ရှိနေပါတယ်နိုင်ငံတော်ရဲ့စီးပွားရေးကဏ္ဍတိုးတက်ကောင်းမှုစေရန်ကုန်စည်စစ်ဆေးမှုလျင်မြန်တွက်လက်ဖို့လွန်ဆောင်မှအရေးကြီးပါတယ်အချို့သောစစ်ဆေးကိန်းများဆိုရင်ကျွန်တော်တို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များလွှတ်တော်စည်းဝေးတက်လာတဲ့အခါလွှတ်တော်ကထုတ်ထားပေးတဲ့ရေဝင်ကပ်ပြားများမော်တော်ရင်တွင်တပ်ဆင်ထားရှိသည်ကိုတွေ့မြင်ပါလက်လွှတ်တော်ကိုယ်စားလှယ်များကိုတောင်းယူစစ်ဆေးခြင်းတင်းကျပ်စွာစစ်ဆေးခံရတဲ့လွှတ်တော်ကိုယ်စားလှယ်များလည်းရှိပါတယ်ဒါအပြင်မလိုအပ်တဲ့ငွေတွေပေးဆောင်နေကြရတဲ့ဒါကြောင့်ကုန်စည်နှုန်းကြီးမြင့်မှုကိုပြည်သူများအနေနဲ့ခါးစည်းခံနေကြရပါတယ်ငွေကြေးတစုံတရာရရှိတာကစစ်ဆေးကိန်းများဖြစ်ပါတယ်လမ်းပြလို့မပြူးပြနိုင်သေးရင်အပြစ်တင်ဝေဖန်ခံရတာကနိုင်ငံတော်ဆိုရပဲဝေဖန်ခံရတာဖြစ်ပါတယ်9နှစ်တာကာလအတွင်းစစ်စေးကိတ်ချုပ်ကရရှိတဲ့ငွေကြေးများဟာနိုင်ငံတော်ဘဏ္ဍာခွန်ဖြစ်တစ်ကြက်မှမရရှိပဲကိုကျိုးအတွက်အတုံးပြုတတ်ချင်းကြောင့်နိုင်ငံတော်အတွက်များစွာနှင့်နာခဲ့ရပါတယ်လေးစားအပ်ပါတဲ့ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာပြည်နယ်အတွင်းစစ်စေးကိတ်များထားရှိခြင်းကိုကျွန်တော်အနေနဲ့ကန့်ကွက်တင်ပြနေခြင်းမဟုတ်ပါဘူးပါခင်ဗျာစစ်စေးကိတ်များဟာနိုင်ငံသူနိုင်ငံသားများစိတ်အေးချမ်းသာစွာနေထိုင်ရန်အတွက်လိုအပ်ပါတယ်ခင်ဗျာတိုးတော်လဲထက်မှာလွယ်မစွာလှုပ်ဆောင်နေတာတွေကိုပြည်သူလူထုအတွက်တားဆီးပေးဖို့ကျွန်တော်တို့လွတ်တော်ကိုယ်စားလှယ်တိုင်းမှာတာဝန်ရှိပါတယ်ခင်ဗျာဥပမာအားဖြင့်စီးမဲ့ကားမဲ့စီးစင်းနေတဲ့တောင်ကျရေကိုကျွန်တော်တို့အနေနဲ့အရှင်တက်ချင်းရေစည်းလမ်းကြောင်းတိတ်ပေးခြင်းလှုပ်ပေးနိုင်မှတာရင်စိုက်ခင်းများမြို့ရော်များပြည့်စည်နိုင်တဲ့အနေကိုအချိန်မီထိန်းသိမ်းကာကွယ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာစစ်စေးရေးကိများတွင်လည်းလိုအပ်တဲ့ဌာနများတွေထားရှိတင်ပါပဲတိုးမှသာကောင်းမွန်တဲ့အစိုးရတန်းရှင်းတဲ့အစိုးရဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်နိုင်ငံတော်အစိုးရရဲ့ပုံရိပ်ကိုထိခိုက်စေနိုင်တဲ့လုပ်ရများကိုလှုပ်ဆောင်နေကြတဲ့ကချရိမြို့မှတောင်ကြီးမြို့ထိဖွင့်လှစ်ဆောင်ရွက်နေတဲ့စစ်စေးကိတ်များတွင်မလိုလားအပ်သောငွေကြေးများတောက်ခံနေခြင်းကြီးတဲ့ပို့ဆောင်ရေးရင်များနဲ့ကုန်စည်ပို့ဆောင်ရေးရင်များချိန်တိုတွင်တွာလာနိုင်ရေးအတွက်မိကဲတို့စီစစ်
ကြက်မှတ်ဆောင်ရွက်ပေးမိဖို့ပြည်နယ်လွတ်တော်ဥက္ကဋ္ဌကြီးများတဆင့်ကျေပွင့်ပြမေခွန်းအားမေးမြန်းအပ်ပါလေခင်ဗျာ ကျွန်တော်တိုင်းကျိုင်းတုံမြို့နယ်ကျွန်တော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်ဟန်နွဲမှမင်းမြတ်နဲ့ကျေဝင်းမြမင်းကနဲ့ပတ်သက်ပြီးကျွန်တော်ဖြေကြားပေးတော့မှာဖြစ်ပါတယ်ရှမ်းပြည်နယ်တွင်တရားဥပဒေစိုးမိုးရေးမြို့လုံခြုံရေးနဲ့လန်နရာလုံခြုံရေးချမ်းပတ်တောင်းကျများဖြတ်သန်းသွားလာမှုရှိစေတဲ့ဝေးစီဝါနဲ့စိတ်ကိုပြောင်းလဲစေသောစီဝါများချက်လွယ်မှာအသုံးပြုတဲ့ဓာတုပစ္စည်းများတရားဝင်ကုန်ပစ္စည်းများတင်သွင်းခြင်းတင်ပို့ခြင်းများပြည်ပနိုင်ငံများမဝင်ရောက်သွားရအောင်လှုပ်လှုပ်ကိုင်မိသူများနဲ့လူမောင်ကိုကူများမရှိစေအတွက်ကျွန်တော်တက်မတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ဌာနဆိုင်ရာများပူးပေါင်းပြီးစစ်ဆေးဂိတ်များလုံခြုံရေးဂိတ်များထားရှိပြီးဆောင်ရွက်လျက်ရှိပါတယ်။တောင်ကြီးဟိုပုံးလွယ်လင်နမ်ဆန်မိုင်းပြီးကျိုင်းတို့တာချိလမ်းကြောင်းသည်မြန်မာနိုင်ငံရေးပါတဲ့ကုန်သွယ်ရေးလမ်းကြောင်းများမှာတစ်ခုဖြစ်ပြီးတော့အိန္ဒိယထိုင်းနိုင်ငံကိုကုန်ပစ္စည်းများတင်ပို့ခြင်း၎င်းနိုင်ငံများကုန်ပစ္စည်းများကိုပြည်တွင်းသို့တင်သွင်းရတွင်အဓိကကျတဲ့လမ်းကြောင်းဖြစ်ပြီးဖြတ်သန်းသွားလာမှာလမ်းကြောင်းပေါ်မှာတော့ကျွန်တော်တို့စစ်ဆေးဂိတ်တွေလုံခြုံရေးဂိတ်တွေတင်ပြပါတိုင်းကျွန်တော်တို့ထားရှိပါတယ်။တောင်ကြီးမြို့မှာတော့၄မိုင်ကျွန်တော်ပူပေါင်းစစ်ဆေးဂိတ်ဟိုပုံးမြို့မှာတော့မိုင်းမွန်တရာလုံခြုံရေးဂိတ်လွယ်လင်မှာတော့လွယ်လင်မြို့ပူပေါင်းစစ်ဆေးဂိတ်ရှိပါတယ်။နမ်ဆန်မြို့ဝင်မှာတော့လုံခြုံရေးဂိတ်ရှိပါတယ်။တာဆိုင်တရားမှာတော့ကျွန်တော်တို့လုံခြုံရေးဂိတ်ကွန်ဟိန်းတရားလုံခြုံရေးဂိတ်နဲ့တာကောတရားတော့ပူပေါင်းစစ်ဆေးဂိတ်ဖြစ်ပါတယ်။မိုင်းမြို့လုံခြုံရေးဂိတ်ကျိုင်းဖောင်းပူပေါင်းစစ်ဆေးဂိတ်နဲ့နောင်နှုံးပူပေါင်းစစ်ဆေးဂိတ်မိုင်းဖြတ်မြို့စစ်ဆေးဂိတ်နဲ့မိုင်းရန်မေရန်ပူပေါင်းစစ်ဆေးဂိတ်ညာကျွန်တော်တို့ဖွင့်လှစ်ပြီးတော့ပူပေါင်းစစ်ဆေးဖွဲ့များပါဝင်တဲ့သက်ဆိုင်ဌာနများနဲ့ပူပေါင်းဆောင်ရွက်ပေးလည်းရှိပါတယ်စစ်ဆေးဂိတ်များမှာကျွန်တော်တို့ကုန်တင်ရင်တွေခီးတဲ့ရင်တွေဒေသထွက်ကုန်များမှာစစ်ဆေးရမှာကုန်စည်စည်းစိမ်မှုလွယ်ကူမြန်ဆန်ရေးနဲ့ရင်ကျော်ပိတ်ဆို့မှုမရှိစေအတွက်ကျွန်တော်တို့ရွေးနှုတ်စစ်ဆေးခြင်း Redden Chat နဲ့အထက်ဌာနချပြတဲ့နဲ့သတင်းပေးများထံမှသတင်းရရှိပါကအသေးစိတ်စစ်ဆေးခြင်း detail chat များစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်2025ခုနှစ်မှာကျွန်တော်ပြည်လေးပြည်တရားခံ205ကိုကျွန်တော်တရားမဝင်ကုန်ပစ္စည်းကျွန်တော်33မှုဒါအပြင်ကျွန်တော်2026ခုနှစ်ဆိုရင်ကျွန်တော်တရားမဝင်ကုန်ပစ္စည်းကျွန်တော်ဖမ်းဆီးရရှိမှုကျွန်တော်ဇွန်လအထိကျွန်တော်အားလုံးမှုပေါင်း400ကျော်ကျွန်တော်ဖမ်းဆီးထားပြီးဖြစ်ပါတယ်ဒါမူရမှုဆိုရင်56မှုတရားမဝင်နိုင်ငံသားကျွန်တော်10ဦးလိုင်စင်မဲ့မော်တော်ယာဉ်အစီး100ကျော်လက်နက်ခဲယမ်းမှု3မှုဖမ်းဆီးရမိခဲ့ပြီးတော့ကျွန်တော်တို့တရက်တလ2026နှစ်မှာ31ရက်9/20ပြည်လေးပြည်ကျွန်တော်တရားခံ89ကျွန်တော်တရားမှုကုန်ပစ္စည်း62မှုဒါထပ်ပံပြီးဖမ်းဆီးရရှိဖြစ်ပါတယ်၎င်းပင်စစ်ဆေးဂိတ်များမှာကျွန်တော်တရားမှုငွေကြေးတောင်းခံတဲ့ရဲတပ်ဖွဲ့များရဲစည်းကမ်းထိန်းသိမ်းဥပဒေနဲ့2024ခုနှစ်မှာ15ဦး2025ခုနှစ်မှာ2ရေးယူဆောင်ရွက်ခဲ့ပါတယ်သက်ဆိုင်ရာစစ်ဆေးဂိတ်များမှာတောင်ထမ်းဆောင်တဲ့ဝန်ထမ်းများအနေနဲ့စစ်ဆေးလုပ်ငန်းများဆောင်ရွက်ရာတွင်ငွေရေးတစုံတရာတောင်းခံခြင်းများရှိပါကအချက်လက်မှန်ကန်စွာဖြင့်သက်ဆိုင်ရာဌာနများသို့သတင်းပေးဖို့တိုင်တန်းနိုင်ပါကြောင်းနှင့်ဝန်ထမ်းများအဂတိတရားကိရှင်းစွာတောင်ထမ်းဆောင်စေခြင်းသက်ဆိုင်ရာဌာနလိုက်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်းကျွန်တော်လုံခြုံရေးဂိတ်စစ်ဆေးဂိတ်များမှာကျွန်တော်တို့ဒီတိုင်းထက်ဌာနတွေမှာညွှန်ကြားချက်အရကျွန်တော်တို့ဂိတ်တွေကိုထပ်မံလျှော့ချပေးပြီးဖြစ်ပါကြောင်းနဲ့သက်ဆိုင်ရာတိုင်းစစ်ဌာနကြောင့်များကိုလည်းထပ်မံအကြောင်းကြားပေးသွားမည်ဖြစ်ကြောင်းဖြေကြားရပါတယ်တချို့ဂိတ်တွေဆိုရင်ကျွန်တော်တို့ကညအိပ်ရတယ်မနေ့မထွက်မနေ့6နိုင်မှကျွန်တော်တို့ထွက်ရတယ်ရှိတယ်လို့နောက်ဒီကျွန်တော်တို့ကခုနကျွန်တော်တို့ဖြေကြားသွားပေးတာကဒီကျွန်တော်တို့ဒီငွေရေးကြေးခက်ခါကတွေ့ရှိတိုင်တန်းမယ်ဆိုတာဒါကျွန်တော်တို့ကတိုင်တန်းဖို့မဟုတ်ပါဘူးအများအမြင်တာထင်တာနေတဲ့ဘေးဆောင်နေရတဲ့ကိစ္စရပ်ဖြစ်ပါတယ်ဆိုတာလေကျွန်တော်တင်ပြလိုပါတယ်အဲ့တော့အဲ့ဒီကျွန်တော်အကြံကြာနေတဲ့အချိန်ကြံကြာနေစစ်ဆေးမှုနဲ့ဒီကျွန်တော်တို့ဒီငွေရေးပေးဆောင်မှုတွေကိုဘယ်လိုစစ်စစ်ထိန်းသိမ်းပေးမလဲဆိုတာဒါကျွန်တော်တင်ပြလိုပါတယ်ကျွန်တော်တို့ဒါဒီခုနပထမမေးခွန်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒါကြံ့ကြာမှုမရှိအောင်ကျွန်တော်ဖြေချရတဲ့မှာလည်းပါပါတယ်ကျွန်တော်တို့ဒီစစ်ဆေးမှုကိုကျွန်တော်တို့တချို့ဟာရွေးနှုတ်စစ်ဆေးတာရှိသလိုတချို့အသေးသေးစစ်ဆေးတာတွေကိုကျွန်တော်ဂိတ်တွေကနေစောင်းရပေးရတာရှိပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဂိတ်တွေမှာကျွန်တော်တို့မနေ့ဆိုရင်ကျွန်တော်9နာရီကနေမှည10နာရီအထိကျွန်တော်စစ်ဆေးမှုတွေကိုလုပ်ပါတယ်ညပိုင်းကြာရင်ဒီဂိတ်မှာရှိတဲ့ဒါတောင်းကြတဲ့ဌာနဆိုင်ရာများလည်းသူ့ရဲ့နားချိန်လေးကျွန်တော်တို့အားလုံးပေါင်းကျွန်တော်တို့10နာရီကနေမနေ့ကကျွန်တော်တို့6နာရီနဲ့4နာရီလောက်ပြန်ဖွင့်တာဖြစ်တယ်သူတို့ရဲ့နားချိန်ဒီကျွန်တော်တို့အားလုံး6နာရီနဲ့4နာရီကြာပဲရှိတဲ့အတွက်ဒါကြောင့်ဒီလိုလေးကျွန်တော်တို့
စစ်ဆေးခြင်းဖြစ်ပါတယ်